သူဟာကြောင်လေးရဲ့ခေါင်းပေါ်ကိုဥထုတ်လေးစောင်းပေးခဲ့ပါတယ်ပြီးတဲ့နောက်သူမကိုလက်မှတ်အယောင်းကောင်တာပြတင်းပေါက်ရဲ့အတွင်းဘက်မှာထိုင်ခိုင်းထားလိုက်ပါတယ်အကြောင်းရင်းကအဲ့ဒီမိရထားဘူတာယုံဟာခီးတဲ့လုံးဝနီးပါးမရှိသလောက်ခြောက်ကပ်နေခဲ့တာပါဒါကြောင့်မို့လို့ဘူတာယုံပိုင်ရှင်ဟာဘူတာယုံကိုပိတ်သိမ်းဖို့အတွက်စတင်ပြင်ဆင်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဘူတာယုံမှာအခြေချနေထိုင်နေတဲ့လေးလွင့်ကြောင်မလေးတစ်ကောင်ကိုသူမြင်တွေ့သွားတဲ့အခါမှာတော့သူဟာဘူတာယုံကိုပိတ်မဲ့အစားအဲ့ဒီကြောင်လေးကိုဘူတာယုံရဲ့တရားဝင်ဘူတာယုံမှုကြီးအဖြစ်ခန့်အဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အခုဆိုရင်တော့ဒီအကြောင်းအရာဟာအင်တာနက်ပေါ်မှာအလွန်ရေပန်းစားလူပြောများသွားခဲ့ပြီးကဘာအရက်ရက်ကကဘာလက်ခီးသည်တွေဟာလည်းထိုကြောင်မလေးကိုတွေ့မြင်ဖို့အတွက်ရောက်ရှိလာကြတာကြောင့်မိရထားတွေပေါ်မှာခီးသည်တွေနဲ့ပြည့်နှက်စီကားလာခဲ့ပါတယ်နှစ်အနည်းငယ်ကြာမှသူမတေဆုံးသွားခဲ့တဲ့အခါလူတွေဟာသူမကိုအမှတ်ရတမ်းတဲ့အနေနဲ့ရုပ်တုတစ်ခုစိုက်ထူပေးခဲ့ကြပါတယ်ပြီးတော့နောက်ထပ်ကြောင်တစ်ကောင်ကလည်းသူမရဲ့နေရာမှာထပ်မံစားထိုးတာဝန်ယူခဲ့တာကြောင့်ဒီကနေ့ချိန်ထိအဲ့ဒီမိရထားဘူတာယုံလေးဟာဆက်လက်လည်ပတ်စီကားနေစေဖြစ်ပါတယ်